ဒေါ်အောင်ဆန်းစုကြည်ကိုမင်းအောင်လှိုင်ဘာကြောင့်ကြောက်နေရသလဲမြန်မာနိုင်ငံရေးအခြေအနေတိုးတက်လာပြီလို့ဆိုလိုက်တော့ဒေါ်နယ်ထရန့်အစိုးရဟာမြန်မာအလင်းဂျေးမုံလောက်တာဖတ်ပြီးမြန်မာရေးကိုအကဲဖြတ်လိုက်တာလားဆိုတဲ့မေးခွန်းလည်းထွက်ပေါ်လာပါတယ်အမေရိကန်အမိမြေလုံခြုံရေးဝန်ကြီးဌာနရဲ့နိုဝင်ဘာ25ရက်ထုတ်ပြန်ချက်မြန်မာနိုင်ငံသားတွေကိုပေးအပ်ထားတဲ့ယာယီခိုလုံခွင့် TPS ဖြတ်သိမ်းကြောင်းကြေညာချက်မှာမြန်မာနိုင်ငံရဲ့အခြေအနေကနေရက်ပြတ်ဖို့ဘေးကင်းလုံခြုံပြီလို့ဆိုထားရုံတင်မကလွတ်လပ်မျှတတဲ့ရွေးကောက်ပွဲပြုလုပ်ဖို့ပြင်ဆင်နေတယ်။အောင်မြင်တဲ့အပြစ်ခတ်ရက်စဲရေးလည်းရှိနေပြီလို့ဆိုထားတာကြောင့်ဒါဟာအမေရိကန်ဝန်ကြီးဌာနတစ်ခုကထုတ်ပြန်တာမှာဟုတ်ရဲ့လားလို့နှာခေါင်းမကထက်ကြည့်ရပြန်နေ။နေပြည်တော်ကမင်းအောင်လှိုင်နဲ့လက်တဆုပ်စစ်ဗိုလ်ချုပ်တပ်တိုက်ကတော့ဒါမှဒိုဒေါ်နယ်ထရန့်လို့ကြွေးကြော်ကဖန်ကွက်မြောက်တိုင်းကွက်နင်းကြမှာအသေးချပါပဲ။ TPS ဖြတ်သိမ်းကြောင်းထုတ်ပြန်ပြီးနောက်တရက်နိုဝင်ဘာ26ရက်မှာပဲနိုင်ငံရေးအကျဉ်းသားရစသက်ကြီးပုံမှာ905ကကြီးပုံမှန်တွေကိုရွေးကောက်ပွဲမဲပေးဖို့အကြောင်းပြချက်နဲ့လွန်ငင်းခွင့်ပြုကြောင်းစစ်ကောင်စီကကြေညာလိုက်တာဟာအမေရိကန်ရဲ့သဘောထားကိုအစင်းဘိန်းတက်ပြီးလို့ရနိုင်မလားဆိုတဲ့အိမ်မက်နဲ့ခြေတလန်းမြင်းမြန်းလှမ်းလိုက်ကြောင်းသိတာတယ်။နိုင်ငံရေးအကျဉ်းသား905ကကြီးတိသက်လွန်ငင်းခွင့်ပြုတာဆိုတော့နိုင်ငံတကာမြင်အောင်ထုတ်ရှိုးလို့ကောင်းတာသိကြတယ်။905ကကြီးနဲ့အမှုရင်ဆိုင်စဲနဲ့ထွက်ပြေးတိမ်းရှောင်9580ဦးတို့ရဲ့အမှုတွေကိုပိတ်သိမ်း905ကကြီးအပြင်တခြားပုံမှန်တွေနဲ့ပါထောင်ဒဏ်ကျ2361ဦးကို905ကကြီးပြစ်ဒဏ်လွန်ငင်းသက်တာ905ကကြီးတစ်ခုတည်းနဲ့ထောင်ကျနိုင်ခြင်း924ဦးကိုပြန်လှော်စေအုပ်စုရဲ့ထုံးစံအတိုင်းလွန်ငင်းခွင့်ပေးတာကိုတော့အဲ့ဒီလိုကိန်းကနန်းတွေရှုပ်ထွေးနဲ့ကြီးကျယ်ခမ်းနားတဲ့အောင်လုပ်ပြတယ်။ဒီချစစ်ဆေးဖြေထုတ်ကြည့်လိုက်တော့လွတ်မြောက်လာသူအများစုကလွတ်ရက်စီတော့မဲ့သူတွေအုပ်ရိုးနောက်ကထောင်ထဲမှာနိုင်ငံရေးအကျဉ်းသား22,904ဦးကျန်နေတဲ့ကြောင်းနိုင်ငံရေးအကျဉ်းသားများကုညီစောင့်ရှောက်ရေးအသင်း AAPP စရင်ကဆိုတယ်။အာနာသိန်းစစ်တပ်ကပေးခဲ့တဲ့လွန်ငင်းကွ18ကြိမ်မှာနိုင်ငံရေးအကျဉ်းသား73.9%သာပါဝင်ကြောင်း ISP မြန်မာကထုတ်ပြန်ထားတယ်။လွန်ငင်းကျင်ညာတဲ့ရှက်ဝင်းကျင်နိုဝင်ဘာ25, 29နဲ့28ရက်တို့မှာဒါရိုက်တာမိုက်တီဟာတာတရုတ်ဆောင်အုံတိုင်းနဲ့တရုတ်ဆောင်ကျော်ဝင်းထွတ်တို့ကိုရွေးကောက်ပွဲနှောက်ယှက်မှုနဲ့ထောင်ဒဏ်9နှစ်စီချလိုက်တာလေမှတ်သားစရာကောင်းနေပြန်တယ်။နိုဝင်ဘာ26ရက်လွန်ငင်းဟာနိုင်ငံရေးသမားတီးသန့်ဆိုပေမဲ့ထင်ရှားတဲ့နိုင်ငံရေးသမားတဦးမှတောင်မပါ။သမရဦးမြင့်နဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဆိုတာအဝေးကြီးဒါပေမဲ့စစ်တပ်လော်ဘီတချို့စီကနေရွေးကောက်ပွဲပြီးရင်လာမှာပေါ့ဆိုတဲ့ညှို့လင်းချက်ပေးတဲ့အတန်ထွက်ပေါ်လာတယ်။အဲ့ဒီအတန်ကိုနောက်တစ်မျိုးဘာသာပြန်ရရင်ရွေးကောက်ပွဲကိုမှနှောက်ယှက်ကြနဲ့ရွေးကောက်ပွဲအောင်မြင်စွာပြီးမြောက်မှကျန်တာတွေဖြစ်လာနိုင်မယ်လို့ပြောခြင်းနဲ့ပုံ2010ရွေးကောက်ပွဲပြီးမှဒေါ်အောင်ဆန်းစုကြည်ကိုနေအိမ်အကျယ်ချုပ်ကနေပြန်လွတ်ပေးခဲ့ဘူးတာလည်းရှိနေတော့2025တရားမဝင်ရွေးကောက်ပွဲပြီးမှပြန်လွတ်ပေးမလားလို့ထောက်လန်းရေးအင်အားစုတွေကနိုင်ငံရေးလက်ပန်းကျနေသူတချို့တောင်မျှော်လင့်ကြသေးတယ်။အဲဒီလိုမျှော်လင့်ကြမယ်ဆိုရင်ဦးဝင်းမြင့်နဲ့ဒေါ်အောင်ဆန်းစုကြည်ကိုဘာကြောင့်ဖမ်းထားတယ်လဲဆိုတာအရင်စမ်းစစ်ကြဖို့လိုပါမယ်။အထူးသဖြင့်ဒေါ်အောင်ဆန်းစုကြည်ကိုဘာကြောင့်ဖမ်းထားပါသလဲ။တကြောင်တဲ့နဲ့ချုပ်ရရင်စစ်ဗိုလ်ချုပ်တွေရဲ့အညိုအတီနဲ့အကြောက်တရားကြောင့်လို့ဆိုရပါမယ်။ဒုတိယအာဏာရှင်တန်းရွှေကစလို့များစွာသောစစ်ဗိုလ်ချုပ်တို့ကဒေါ်အောင်ဆန်းစုကြည်ဟာသူတို့ရဲ့မတရားအာဏာနဲ့နိုင်ငံရေးအနာဂတ်ကိုရိုက်ချိုးနိုင်စွမ်းရှိသူတအုပ်အဖြစ်အကြောက်တရားကြီးခဲ့ရုံတင်မကဒေါ်အောင်ဆန်းစုကြည်အပေါ်မြန်မာပြည်သူအများစုကချွင်းချက်မရှိထောက်ခံကနိုင်ငံခေါင်းဆောင်အဖြစ်အတိမတ်ပြုချခြင်းကိုလည်းမနာလိုစိတ်ကြီးခဲ့ကြတယ်။စစ်ဗိုလ်ချုပ်တွေဟာဒေါ်အောင်ဆန်းစုကြည်အပေါ်ပြည်သူတွေထောက်ခံတယ်လို့မျိုးလိုချင်ကြပေမဲ့နောက်ဘဝမှာတော့မဖြစ်နိုင်မှန်းလေသိနေလေတော့တောက်တန်ပြင်းပြင်းခောက်ခါအညိုတကြီးနဲ့အကျဲချုပ်ချခဲ့တာစစ်အစိုးရလက်ထက်တခြားလုံးပါပဲရိုးရိုးကြီးသိန်းစိန်အစိုးရလက်ထက်ရောက်တော့ဒေါ်အောင်ဆန်းစုကြည်နဲ့ပြည်သူကြားနိုင်ငံရေးကူးလူမှုတွေကိုတားဆီးပိတ်ပင်လို့လည်းမရတော့တာကြောင့်ဒေါ်အောင်ဆန်းစုကြည်ဘာလေးဆိုတာကိုမကြည့်ချင်ရင်တောင်မြင်နေရတော့တယ်နိုင်ငံတကာရဲ့ဖိတ်ခေါ်မှုကြောင့်ပြည်ပခရီးစစ်တွေလည်းအလီလီကြိုးစုံမှုတွေလည်းတဲတဲလုံးထန်ကနိုင်ကြလာတဲ့အင်္ဂလိပ်လိုမေးခွန်းနေမကပြင်သစ်လိုတောင်ပြောလိုက်သေးတယ်ဆိုတော့မြန်မာလိုပြောတာတောင်ခွေးအားကြီးလှဲနေတယ်လို့ဖြစ်နေတဲ့စစ်ဗိုလ်ချုပ်တွေချိန်မနိုင်ခဲမရABCD လောက်မှတိုင်ပတ်နေတဲ့မင်းအောင်လှိုင်ခမအန်တကြိတ်ကြိတ်နဲ့မနာလိုစိတ်တွေကလည်းသူ့သွေးသားတဲ့အပွားမြန်တဲ့ကင်ဆာဆဲတွေလိုမျိုး2015ရွေးကောက်ပွဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြတ်သားစွာအနိုင်ရပြီးကြံ့ဖို့အစိုးရတက်တန်းမကုန်သေးတဲ့အချိန်မှာရိုးရိုးကြီးသိန်းစိန်တောင်ကလိန်ကြီးကလိန်ညံတွေနဲ့ဝင်ကြီးဌာနဘတ်ဂျက်တွေကုန်အောင်သုံးခိုင်းနေဆိုတဲ့သတင်းထွက်ခဲ့သေးတယ်။ NLD အစိုးရတက်လာခြင်းဟာ2020မှာသမ္မတဖြစ်ဖို့အိမ်မက်နေတဲ့မင်းအောင်လှိုင်ရဲ့နိုင်ငံရေးမျှော်လင့်ချက်ကိုဓာတ်ရိုက်စိန်ခေါ်လိုက်ခြင်းလည်းဖြစ်တယ်။2020ရွေးကောက်ပွဲမှာ NLD ပါတီနောက်တစ်ချိန်အစိုးရမဖြစ်ရေးဟာမင်းအောင်လှိုင်ရဲ့နိုင်ငံရေးအကျိုးစီးပွားနဲ့ဓာတ်ရိုက်ဆက်နေတယ်။အဲဒါကြောင့်လည်း NLD အစိုးရလက်ထက်တိုင်းပြည်ရှေ့တလန်မတက်လာစေရေးအတွက်မင်းအောင်လှိုင်နဲ့စစ်အုပ်စုဝင်တွေနီလန်းမျိုးစုံနဲ့ခြေထိုးခံခဲ့ကြတယ်။စစ်အုပ်စုကနိုင်ငံရေးအောက်လန်းနီးမျိုးစုံသုံးကကန့်လန့်တိုက်ခြေထိုးခံနေတဲ့ကြားကပဲတိုင်းပြည်ရှေ့တလန်တိုးလာတာကိုပြည်သူတွေလက်တွေ့ခံစားခဲ့ရတယ်။ NLD အစိုးရလက်ထက်မှာပြည်သူတွေရဲ့အလို့ချင်းဆုံးဆန္ဒတိုင်းပြည်စီးပွားရေးတိုးတက်လာပြီးအာရှရဲ့နောက်ပေါက်ကြားတစ်ကောင်အဖြစ်ပြည်သူတွေမျှော်လင့်ချက်ကြီးခဲ့တယ်။
အဲ့ဒီလိုမျှော်လင့်ခဲ့တာကြောင့်ပဲ2020ရွေးကောက်ပွဲမှာပြည်သူတွေအလုံးအရင်းနဲ့ပုံအောခဲ့လို့ NLD ပါတီမြင့်မြင့်မားမားအောင်ပွဲခံခဲ့ပြန်တယ်2020ရွေးကောက်ပွဲရလဒ်ကမင်းအောင်လှိုင်ရဲ့နိုင်ငံရေးမျှော်လင့်ချက်ကိုပွဲသိမ်းရိုက်ချက်နိုင်ငံရေးလားပင်စင်လဲဖြစ်နေပြန်တယ်2021နှစ်လယ်လောက်မှာကာချုပ်ဘဝပင်စင်လဲယူရတော့မှာမို့အာနာလက်မဲ့ဘဝမှာထောင်တမန်တလင်းခေါင်းအောင်အိပ်ရတာမျိုးလေးဖြစ်နိုင်ကြောင်းမလုံမလဲအိမ်မက်ဆိုးတွေလည်းမက်ခဲ့ပုံရတယ်အဲ့ဒီမှာချောင်ပိတ်မိနေတဲ့ခွေးမှန်ဖီတော့တယ်2020ရွေးကောက်ပွဲအပြီး NLD ပါတီပြတ်သားစွာအနိုင်ရရှိကြောင်းမဲရလက်ထွက်ပေါ်လာချိန်ကစလို့စစ်တပ်ကအာဏာသိမ်းတဲ့2021ဖေဖော်ဝါရီ1ရက်အထိကာလမှာ NLD အစိုးရထိပ်သီးသမ္မတဦးဝင်းမြင့်နဲ့ဒေါ်အောင်ဆန်းစုကြည်စီမင်းအောင်လှိုင်ကကိုယ်စားလှယ်တွေစစ်လွတ်ပြီးသူ့ကိုသမ္မတရာထူးပေးဖို့အကြိမ်ကြိမ်တောင်းဆိုခဲ့တယ်လို့လည်းသတင်းထွက်ပေါ်ခဲ့တယ်။မင်းအောင်လှိုင်ကသူ့တောင်းဆိုချက်မရတဲ့အစုံလွှတ်တော်မခေါ်ယူခင်အာဏာသိမ်းလိုက်တယ်လို့လည်းအတိမပြုတ်နိုင်သေးတဲ့သတင်းတွေထွက်ခဲ့တယ်။ဘာကြောင့်အတိမပြုတ်နိုင်သေးတာလဲဆိုတော့အတိပြုတ်ပေးမဲ့ဦးဝင်းမြင့်ဒေါ်အောင်ဆန်းစုကြည်နဲ့သူတို့ရဲ့လူယုံအနှဲငယ်ကိုဒီနေ့ထိမင်းအောင်လှိုင်ကဖမ်းဆီးထားတာကြောင့်ပါပဲ။2021ခုနှစ်အောက်တိုဘာ12ရက်နေပြည်တော်ဇဗူတီတီမြို့တရားရုံးမှာသမ္မတဦးဝင်းမြင့်ရဲ့ထွက်ဆိုချက် Facebook စာမျက်နှာပေါ်ပေါက်ကြားမှုတစ်ခုလည်းရှိသေးတယ်။အဲ့ဒါကအာဏာသိမ်းတဲ့မနက်မင်းအောင်လှိုင်ခန့်စစ်တပ်အရာရှိကြီး2ဦးကဦးဝင်းမြင့်ကိုကျမ်းမာရေးအကြောင်းပြကသမ္မတရာထူးကနေနှုတ်ထွက်ခိုင်းရမှာဦးဝင်းမြင့်ကအသက်တာအသေးခံမယ်နှုတ်ထွက်မပေးနိုင်ကြောင်းပြောကြားချက်သမ္မတဦးဝင်းမြင့်ရဲ့အဲ့ဒီထွက်ဆိုချက်ဟာမှန်နိုင်ချေရာနှုန်းပြည့်ရှိပေမဲ့ဦးဝင်းမြင့်ရဲ့တရားဝင်ပြောကြားချက်မဟုတ်သေးတာကြောင့်အတိမပြုတ်နိုင်သေးဘူးလို့ဆိုရပါမယ်။2020ရွေးကောက်ပွဲအပြီးနဲ့အာဏာမသိမ်းခင်ကြားကာလမှာမင်းအောင်လှိုင်အယူမီဝိုင်းဖြစ်ကသမ္မတရာထူးပေးရေးအရှက်သိက္ခာမဲ့အတောင်အရန်ပတ်ဆက်ချင်းချောက်ခဲ့တာတွေနဲ့အာဏာသိမ်းတဲ့မနက်အဖြစ်အပျက်တွေကိုကာယကံရှင်တွေကတရားဝင်ထုတ်ဖော်ပြောကြားခွင့်ရခဲ့ရင်မင်းအောင်လှိုင်ကြောင်းလိန်နေတဲ့အာဏာထိန်းတာပါဆိုတဲ့ဇာညွှန်းဟာအချက်လက်ခိုင်လုံစွာနဲ့ပြက်ပြဲသွားပါတော့မယ်။အထူးသဖြင့်ကမ္ဘာအစင်ဩစာကြီးတဲ့ဒေါ်အောင်ဆန်းစုကြည်ကသာထုတ်ဖော်ပြောကြားခဲ့မယ်ဆိုရင်မင်းအောင်လှိုင်ဟာနိုင်ငံတော်ပုံကံမှုကျူးလွန်ကအာဏာသိမ်းခဲ့သူဖြစ်ကြောင်းကမ္ဘာကြီးကထပ်လောင်းအတည်ပြုလိုက်ပါတော့မယ်။ပြောရရင်မင်းအောင်လှိုင်ရဲ့ဘဝပေးအခြေအနေကဒေါ်အောင်ဆန်းစုကြည်ရဲ့နိုင်ငံရေးဩစာကြီးမှုကိုအစစ်အဆက်ကြောက်ခဲ့ရရုံနဲ့မကဒေါ်အောင်ဆန်းစုကြည်ကအမှန်တရားဖော်ထုတ်မှာကိုလည်းကြောက်နေရတာပါ။ဆိုတော့မင်းအောင်လှိုင်ကြောက်နေရတဲ့ဦးဝင်းမြင့်ဒေါ်အောင်ဆန်းစုကြည်ကိုတရားမဝင်ရွေးကောက်ပွဲပြီးရင်ပြန်လွတ်မလားဆိုတဲ့မိခွန်းနဲ့ပတ်သက်ပြီးစာရှုသူတို့ကိုယ့်ဘာသာဖြေဆိုကြည့်စီလိုပါတယ်။တေချာတာကဦးဝင်းမြင့်ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရခေါင်းဆောင်တွေအနေနဲ့မင်းအောင်လှိုင်ရဲ့တရားမဝင်ရွေးကောက်ပွဲကိုအတိမတ်ပြုလိုက်ရုံတင်မကနိုင်ငံရေးစကားလေးတခွန်းတောင်မပြောတော့ပဲနိုင်ငံရေးကလပ်ကချလိုက်ကြမယ်ဆိုရင်တော့အခုချက်ချင်းလေးလွတ်ပေးမှာပါပဲ။သမ္မတဦးဝင်းမြင့်နဲ့ဒေါ်အောင်ဆန်းစုကြည်တိုင်းဖြတ်ပြည်သက်စစ်အာဏာရှင်တွေကိုအညံ့မခံဘူးဆိုတာလည်းသိသေးချာနေပါတယ်။ဆက်လက်ပြီးစစ်အုပ်စုကရွေးကောက်ပွဲမှာမဲပေးသူများလာရန်ဖိအားပေးချိန်ချောက်တဲ့နီလန်းတွေတုံးလာတဲ့ဆွဲတဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။စစ်ကောင်စီကပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်မဲပေးသူရာခိုင်နှုန်းမြင့်တက်စေဖို့လူထုစည်းရုံးဆောင်ရွက်ခြင်းတန်ဖိအားပေးပြီးမဲထွက်ပြီးခိုင်းနည်းကိုစစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေအသုံးချလာတယ်လို့ Data for Myanmar ကထုတ်ပြန်ပါတယ်။ဒီဇင်ဘာ4ရက်နေ့ကထုတ်ပြန်လာတဲ့2025ရွေးကောက်ပွဲအကျိုးကာလအခြေအနေနှုံထသုံးသပ်ချက်မှာပြည်သူမဲဆန္ဒရှင်တွေကိုစီယုံမှုဒီလန်တွေကဖိအားပေးခြင်းချိန်ချောက်တဲ့လမ်းစဉ်တွေကိုတချို့အုပ်ချုပ်ရေးအဖွဲ့များကအသုံးချနေခဲ့တယ်လို့အစီရင်ခံစာကထောက်ပြထားပါတယ်။မဲပေးမလာလျင်ပြဿနာဖြစ်မှာကိုစိုးရိမ်တဲ့အကြောင်းတရားတွေကြောင့်မဲဆန္ဒရှင်တချို့ကမဖြစ်မနေမဲပေးရမယ့်အခြေအနေတွေကိုလည်းတွေ့လာရတယ်လို့ဆိုပါတယ်။ရွေးကောက်ပွဲမှာမဲပေးသူရာခိုင်နှုန်းဘယ်လောက်ရှိမယ်ဆိုတာမသိသေးပေမဲ့ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေနဲ့နှိုင်းယှဉ်ရင်မဲပေးသူရာခိုင်နှုန်းနည်းလိမ့်မယ်ဆိုတာကတော့အားလုံးကခံမှန်းပြီးဖြစ်ကြောင်းလေမဲပေးသူရာခိုင်နှုန်းနည်းခဲ့ရင်ပုံသေးမဲပေးသူဥယျာဉ်များတဲ့ကျန်းခိုင်ရေးပါတီကအသာစီးရနိုင်တယ်လို့ Data for Myanmar အစီရင်ခံစာကဆိုပါတယ်။ဥပဒေရေးရာကျွမ်းကျင်သူတွေကတော့မဲမပေးခြင်းကမဲဆန္ဒရှင်တိုင်းရဲ့အခြေခံအခွင့်အရေးဖြစ်ကြောင်းသတိပေးဖော်ပြခဲ့ပြီးဖိအားပေးခြင်းနည်းလမ်းတွေကရွေးကောက်ပွဲရဲ့ညဉ့်ညမ်းမှုကိုများစွာအာမခံနေတယ်လို့ဝေဖန်ထားပါတယ်။ဒါအပြင်မဲပေးသူရာခိုင်နှုန်းအနည်းဆုံးဘလောက်မှရွေးကောက်ပွဲအထားမြောက်တယ်ဆိုတဲ့စီကံကမြန်မာနိုင်ငံရွေးကောက်ပွဲဥပဒေထဲမှာမပါဝင်တာကြောင့်ပါတီအများစုအနေနဲ့ကိုယ်အနိုင်ရနိုင်ရေးမတိကျပေမယ့်ညွှန်ကြားချက်တွေလူထုအများဆုံးမဲထွက်ပေးဖို့တိုက်တွန်းစည်းရုံးရတဲ့အခြေအနေထွက်ပေါ်နေတယ်လို့အစီရင်ခံစာကသုံးသပ်ထားပါတယ်။ရှမ်းကုန်တိုင်းအတွင်းမြို့နယ်အများစုမှာနိုဝင်ဘာ28ရက်မှာစတင်ကရက်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေလာဝကာတွေပြူစောတိအဖွဲ့တွေကတအိမ်တက်တအိမ်စင်သကောင်စရင်များလိုက်တောင်းယူကြည့်ပြီးမဲစရင်လိုက်စစ်ဆေးနေတယ်လို့မြို့ကန်တွေကပြောပါတယ်။ရန်ကုန်တိုင်းကတာကီတာမြို့နယ်ညဥက္ကလာမြို့နယ်အင်းစိန်မြို့နယ်တောင်နဂုံမြို့နယ်မင်္ဂလာတောင်ညွန့်မြို့နယ်ကာကြီးရက်ကွက်အချို့မှာတအိမ်တက်တအိမ်စင်မဲစရင်ကြည့်ဖို့နဲ့မဲပေးဖို့နှိုးဆော်ထားတွေလှုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်